page ထဲမှာဝင်ကြည့်လိုက်နော်ဒီလက်ကလေးပြင်မယ်ဒီလက်ကောသမီးလက်ကောဒီမှာဒီနော်ညင်ကြိုင်မယ်ဖုန်းဖုန်းညင်ဖုန်းညင်ကြိုင်ပါမယ်ဆိုမှဖုန်းကိုလိုက်ရွှေ့နေတယ်လက်ကိုတစ်ချောင်းလုံးပေါ်အောင်အေးနော်အတရားမြင်ရတယ်ဒီမှာကြည့်ဒီမှာနော်သူကဒါရွရွလက်ပဲအဲ့မှာသူ့ကိုပတ်လေချုပ်စာလေးအကုန်ဖြုတ်ဘာမှမထားနဲ့ချုပ်စာဆိုဘာမှမထားနဲ့ပြီးလို့ရှိရင်ဒီလက်ကလေးကိုနံပါတ်1ဘာလုပ်ရမလဲဆိုတော့ဒီလက်ပုံစံအရင်စလုပ်ရမယ်ဟုတ်လားနော်ဒီလက်ပုံစံအရင်စလုပ်ရမယ်ပြီးတဲ့ခါကျတော့ကိုကအဲ့ချိန်မှာခွဲတော့မယ်ပေါ့ဒီလက်ကလေးဆိုရွရွလက်ကိုခွဲထုတ်လိုက်တာဟုတ်လားခွဲထုတ်လိုက်တာအဲ့အခွဲအတိုင်းခွဲမယ်ဒါပေမဲ့သူကကြတော့အတွန့်အရေးအတွက်လေးနဲ့သွားမယ်ပေါ့ကိုလိုချင်တဲ့အတွန့်အရေးအတွက်လေးနဲ့ကိုကအတွန့်ကိုပေါ့နော်ဒီလက်တစ်ချမ်းမှာ၄တွန်ထားမယ်ဆိုရင်၄ချက်ခွဲနော်၃တွန်ပဲထားမယ်ဆိုရင်၃ချက်ခွဲရလားအလဲမှာထားမယ်ဆိုအလဲမှာတစ်ချက်ထပ်ခွဲရလားနော်အဲ့လိုမျိုးသွားရမယ်သူကအချက်အရေးအတွက်နဲ့ခွဲရမယ်ခွဲချင်တိုင်းတော့ခွဲလို့မရအောင်ပေါ့နော်အဲ့ခါကျတော့အခုကဲကျတို့အလဲမှာထားအောင်မလားထားလိုက်နော်အလဲမှာတစ်ချက်ထားလှအလဲမှာတစ်ချက်ထားပြီးတော့ဒီနားမှာနောက်ထပ်2တွန်းလောက်ဆိုရင်တော့လှပါပြီအလုံးမှာ9တွန်းဖြစ်သွားမှာပေါ့နော်1 2 3 4 5ပြလားအဲ့လောက်ဆိုတော့ပြီလားကဲအဲ့တော့အဲ့စကေးတွေကလေသူနဲ့ကတော့ညီမယ်ပေါ့နော်ညီလိုက်နော်သူနဲ့လည်းညီလိုက်ဒီဘက်ကတော့ကိစ္စမရှိဘူးနော်ဒါဂျိုင်းအောက်ထဲလူရဲ့အောက်ထဲကိုဝင်သွားမှာအဲ့ခါကျတော့ဟိုးထိတ်ထိခွဲရမယ်နော်အတွန်းကဒီနားပြင်မဲ့လေကိုကခွဲရင်ဟိုးထိတ်ထိခွဲရမယ်တွေ့လားရမယ်နော်အဲ့လိုမျိုးခွဲလိုက်ပြီခွဲရောသူ့ကိုဖြန့်လိုက်နော်ဖြန့်ပြီးတော့ထုံးစံအတိုင်းပဲကားထုံးလိုက်ကဲကားထုံးမယ်တစ်ခုနဲ့တစ်ခုဘယ်လောက်ကားမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီများကားရင်လက်ကြီးကများဖုံးတော့ရင်နည်းနည်းပဲကားရင်နည်းနည်းပဲဖောင်းမယ်အဲ့ဒါလူရဲ့ပိန်နာဝရာပေါ်မူတည်ပြီးတော့မှကိုအဆင်ပြေတယ်လို့မျိုးလုပ်ဝင်အောင်ရိုက်ရတယ်နော်အဲ့ဒီတစ်ခုတော့ဝင်အောင်ရိုက်နော်အဲ့ခါကျတော့ဒီမှာ2လက်မလောက်ပဲကားပြီးလိုက်နော်2လက်မလောက်ပဲကားပြီးမယ်စမယ်ဒီကနေပြီးတော့မှဒီကောင်ကိုဒီဘက်ဒီကနေ့လာမယ်နော်အဲ့ဒီနားလေလားဒါလက်ကြီးဖြစ်သွားလဲစနေရလက်ကြီးဖြစ်သွားတယ်နော်အဲ့စနေရလက်ကြီးဖြစ်သွားတာဒီဟိုမှာဟယ်လိုဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့မှတ်လိုက်ပါပြီဟုတ်ကဲ့ပါရှင်ဟယ်လိုရပြီအဲ့တော့ဒါပြီးသွားပြီနော်ဒီအထိပြီးသွားပြီဆိုလို့ရှိရင်တစ်ချက်တော့ဒီလက်ကလေးကငကုံမူရင်းတိုင်းပြန်စုရမယ်ဆိုတော့ဒီမှာကလည်းခြေထောက်ကလေးတွေထည့်ရမယ်
အဲ့တော့ငကိုဒီကောင်ပြန်ဆုလိုက်ရင်တော့ငကိုမူရင်တိုင်းပေါ့အဲ့ဒီတောက်အချွန်အတွက်ကဒီမှာကိုဘလောက်သုံးမှလဲပေါ့နော်ဒီကနေတော့မှဘလောက်သုံးမှလဲတောက်အချွန်လေးကိုဘလောက်ထားမလို့ဥမာနှစ်ခွဲထားမှလားနှစ်ခွဲလောက်ဆိုရင်တော်ပြီလားတော်ပြီနော်နှစ်ခွဲထားမယ်ဒါမှမဟုတ်သုံးထားမှလားအဲ့ဒါကြိုက်တယ်လို့ထားလို့ရတယ်နော်နှစ်ထားမှလားအဲ့အချွန်ကြိုက်တယ်လို့ထားလို့ရတယ်ဒီချက်အခုနှစ်ခွဲထားပေးမယ်ဒီကောင်ရဲ့အလဲကောင်ကနေတော့မှနှစ်ခွဲအရှိကိုဆွဲလိုက်ဆွဲပြီးလို့ရှိရင်ဒီဘက်ကိုပြန်ပြီးတော့ရင်းဆွဲပေးလိုက်ထောက်လို့ပို့ပြီးရင်ဘာတင်ရမလဲအေးချုပ်စားပြီးရင်ပြန်ပူးချုပ်လိုက်ဒီတောင်လေးထွက်နားလဲပဲလားပြီးလို့ရှိရင်သူ့ကိုလည်းအလဲမှန်အရှိရဘယ်လောက်လဲနှစ်ခွဲလို့ယူထားတယ်ဒီကောင်ရဲ့အလဲဘဟုမှာရှိရမယ်ဒီကောင်ရဲ့အလဲဘဟုမှာရှိရမယ်အဲ့ဒါလေးတွေကိုမမေ့နဲ့ပြီးလို့ရှိရင်ဒီဘက်နဲ့ဒီဘက်နဲ့ကိုဆွဲပြီးပါတင်မလဲချုပ်စားတင်ရလားနားလဲပြီလားပေါ်လာပြီလားစိတ်ထဲမှာအဲ့လက်ကလေးလောက်တာလေအော်နားကြတော့ကျအောက်နားကြရရင်ခောက်ပါမှာဘယ်လိုအောက်နားကကျတော့ခောက်လို့မရတော့လေအောက်နားကအဆွေသားခေါ်ရမယ်အပင်လုံးရမယ်နော်သူ့ကိုဒီတိုင်းခောက်လို့မရတော့ဘူးအပြားစက်တာမျိုးလို့နော်လက်ဖောင်းလက်စည်းလေးဖြစ်သွားပြီလေသူကသဘောပေါက်လားအဲ့ဒါကြီးကိုခောက်လို့မရတော့ဒီနားမှာပတ်တန်တွေကရှုံတိုင်းတွေဖြစ်သွားပြီလေနော်ပြန်ခောက်တယ်ဆိုတာကလေဟိုအဖြောင်းလေးညှက်တဲ့ဟာလေးမှပြန်ခောက်လို့ရတာလေနော်ဒီကြတော့ရိုးရိုးလည်းမဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့အဆွေသားနဲ့သုံးပြီးတော့မှပြန်လုံးကိုတင်တာလို့ပါတော့အဲ့လိုမျိုးပြန်ပြီးတော့လုပ်မယ်နော်အဲ့ဒါရင်နားလည်ပြီလားသုံးနေပြီပြရအောင်ဆုံးထိညှက်ပြမယ်ပြီးတော့မတွေ့လားနော်အခါကျတော့ညှက်ပြမယ်လက်ကလေးတစ်ခုပြအောင်လုပ်ပြအောင်ဒါတင်ရမယ်60ဒီဆိုရင်သမီးရေဒီကလေဟိုစာတင်နေလုံးရှိသေးတယ်။ကျန်ညနေမှဟိုအောက်ဆင်းကြီးမှပဲထုံမယ်နော်။ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်။ဒီချက်တီးရင်မီးလာလို့ရှိရင်လှမ်းအပ်လိုက်မယ်နော်။လှမ်းအပ်လိုက်ပြီးတော့မှဟိုဟာသမီးကိုဟွာလုပ်လိုက်မယ်။front လုပ်လိုက်မယ်နော်။front လုပ်လိုက်မယ်သမီးဘက်က confirm လုပ်ပြီနော်။ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဒီရအောင်နော်ပြီးတဲ့ခါကျရင်ဒီကောင်ကိုဘာလုပ်ရမလဲညှက်ထုတ်လိုက်တော့ဒီဟာတွေကိုလောက်တာလွယ်လားခက်လားလွယ်လားပဲနော်ဆက်ပြနေတယ်ပါပြလိုက်တယ်ဟုတ်တယ်ဟောလေအားကြောင့်ကိုကအစုံလုံးကြည့်ရမှာပေါ့နော်သူများပြမှလည်းမဟုတ်ဘူးလေအဲ့တော့ဒီကောင်နဲ့ဒီကောင်နဲ့ကိုမလုပ်မယ်ဆွဲချုပ်နော်ဆွဲချုပ်လိုက်ဒီဟာလေးပြီးတင်နေ